ထိုချိန်ရန်စီတော်ဝက်ကြီးကိုပခုံးပေါ်ထမ်းလေးရောက်လာခြင်းပင်ငါခင်ပုံပြောတာမှန်နေဆွေမျိုးဆိုတာအပြန်လန်ပေါင်းသိမ်းရတာတော်ကြီးတို့ကအဲ့ဒီတုန်းကငါရဲ့လေးကိုရောင်းပြီးငွေ3ရခဲ့တယ်လေအဲ့ဒီငွေကနေတပြားလေးတောင်ငါ့ကိုခွဲပေးဖို့စဉ်းစားဘူးရဲ့လားတော်ကြီးတို့ရဲ့သားကလောင်းကစားရှုံးလို့ပိုက်ဆံလိုနေတာကိုငါတို့ကဘာလို့ပေးရမှာလဲတော်ကြီးတို့အိမ်ကကြက်တွေကိုတောင်ရောင်းလိုက်ရပြီဆိုတာငါတို့သိပြီးသားပါအဲ့ဒီကြက်တွေကိုငါအမေအသက်မရှိတော့ခင်ကမှတော်ကြီးတို့ကိုပေးခဲ့တာအခုတော့အဲ့ဒီကြက်တွေကိုတောင်ရောင်းစားပြီးပြီပေါ့သွားကြတော့အချိန်တွေမဖြုံးနဲ့တော့ဒေါ်ကြီးတို့အိမ်မပြေးထွက်သွားကြလေပြီခင်မုန်းခင်များကတကယ်ကိုငါအတွက်အကာအကွယ်ပေးတာပဲရန်စီနဲ့စူကြားဝတ်သားကိုအတူတူပြင်ဆင်ကြသည်ဒီဝတ်သားတွေကိုဘလို့ချက်စားမလဲအသားတွေကိုစားနေပြီးတင်းထားမယ်လေစားနေရင်နှမျောစရာကြီးငါစီစဉ်ထားတာရှိတယ်ဝတ်သား3ထပ်သားတွေကိုတော့ဝတ်တနီချက်မယ်ဝတ်ချေထောက်ကိုတော့ဟင်းရီချက်ပြီးအသားတွေကိုတော့မန်ဒူးလှုပ်စားမယ်နေရိုးကိုတော့ငံပြာရီနဲ့ချက်မယ်အသားလွှာတွေကိုတော့ဟင်းလျာလေးတွေချက်စားမယ်အစီတွေကိုတော့စီချက်မယ်စီဖက်တွေကိုတော့မုံလှုပ်စားမယ်ဝက်ဥတွေကိုလည်းတန်းစင်လိုက်မယ်ဆိုရင်တဝိုင်းစာပြည့်စုံသွားပြီလေမင်းကချက်ပြုတ်တတ်တာလားခင်မုန်းကျုပ်ကချက်ပြုတ်တဲ့ယုံတင်မကဘူးခင်များအတွက်အရသာရှိရဲ့အစားအစာတွေကိုဖန်တီးပေးဖို့ငါ့မှာအစီအစဉ်တွေအများကြီးရှိပါသေးတယ်